တောရိုင်းတရိษံလောကမှာတောဘရင်လို့တင်စားခေါ်ဝေါ်ကြတဲ့ချင်းသေးတွေဟာခန့်ညားထည်ဝါမှုအင်အားကြီးမားမှုနဲ့တတိရှိမှုတို့ရဲ့ပြရုပ်ပဲဖြစ်ပါတယ်။ကြောင်မျိုးနွယ်ဝင်တွေထဲမှာဒုတိယအကြီးဆုံးဖြစ်တဲ့ဒီသားရဲတရိษံတွေဟာသူတို့ရဲ့ထူးခြားတဲ့လူမှုရေးစနစ်နဲ့အမဲလိုက်နိုင်စွမ်းတွေကြောင့်နာမည်ကျော်ပါတယ်။ချင်းသေးအများစုကိုအာဖရိကတိုက်ရဲ့ဆာဟာရသဲကန္နာရတောင်ဘက်ပိုင်းမြက်ခင်းပြင်တွေနဲ့ခြုံပုတ်တောတွေမှာတွေ့ရပါတယ်။ဒါအပြင်အိန္ဒိယနိုင်ငံအနောက်ပိုင်းမှာရှိတဲ့ဂါးတစ်တောထဲမှာလည်းမျိုးစိတ်ကွဲတစ်ခုကိုအနှဲငယ်တွေ့ရှိနိုင်ပါသေးတယ်။ကြောင်မျိုးနွယ်ဝင်တခြားတိရစ္ဆာန်တွေနဲ့မတူတာကတော့ချင်းသေးတွေဟာအုပ်စုနဲ့နေထိုင်တတ်ကြတာပါ။ဒီအုပ်စုကို pride လို့ခေါ်ပါတယ်။အုပ်စုတစ်စုမှာအများအားဖြင့်အမ15ကောင်ခန့်နဲ့အထီးအနှဲငယ်ပါဝင်လေးရှိပါတယ်။အုပ်စုတွေကအမတွေဟာတကောင်နဲ့တကောင်ဆွေမျိုးတော်ဆက်ကြပြီးတစ်သက်လုံးအတူတူနေထိုင်ကြတာများပါတယ်။အုပ်စုတစ်ခုရဲ့အဓိကအစားအစာရှာဖွေသူတွေကတော့အမတွေပဲဖြစ်ပါတယ်။သူတို့ဟာအဖွဲလိုက်စနစ်တကျပူးပေါင်းပြီးမြင်းကြားသမင်ဒေသန္တရနွားရိုင်းစတဲ့တတဝါတွေကိုချောင်းမြောင်းဖမ်းဆီးတတ်ကြပါတယ်။အထီးတွေကတော့သူတို့ရဲ့နေမြေကိုကာကွယ်ဖို့နဲ့အုပ်စုကိုရန်သူတွေလက်ကနေစောင့်ရှောက်ဖို့တာဝန်ယူရပါတယ်။ချင်းသည့်အထီးတွေရဲ့အထင်ရှားဆုံးအမှတ်အသားကတော့လဲဆံမွေးတွေပါပဲ။ဒီလဲဆံမွေးတွေဟာတိုက်ပွဲဖြစ်တဲ့အခါလေဘင်းကိုအကာအကွယ်ပေးသလိုအမတွေကိုဆွဲဆောင်ဖို့အတွက်လည်းအရေးပါပါတယ်။လဲဆံမွေးကပုံမနက်မှောင်ပြီးထူထဲလေလေအဲ့ဒီချင်းသေးဟာပိုပြီးကျန်းမာတန်ဆွမ်းတယ်လို့ယူဆနိုင်ပါတယ်။ချင်းသေးတစ်ကောင်ရဲ့ဟိန်းတန်ဟာ9မိုင်10ကီလိုမီတာအကွာအဝေးအထိကြားနိုင်လောက်အောင်ကျယ်လောင်ပါတယ်။သူတို့ဟာနေမြေကိုအမှတ်အသားပြုဖို့ဒါမှမဟုတ်တခြားအုပ်စုဝင်တွေနဲ့ဆက်သွယ်ဖို့အတွက်ဟိန်းဟောက်ကြတာပါ။တောဘရင်တွေဖြစ်ပေမဲ့ချင်းသေးတွေဟာအင်မတန်အိတ်တာဝါသနာပါပါတယ်။သူတို့ဟာတစ်နေ့ကို16နာရီကနေနာရီ20အထိအနားယူအိတ်ဆက်ရင်ချိန်ကုန်ဆုံးလေးရှိကြပါတယ်။လက်ရှိအချိန်မှာတော့ချင်းသေးတွေဟာနေမြေချင်းမြောင်းလာတာနဲ့အမဲလိုက်ခံရတာတွေကြောင့်အရေးအတွက်လျော်နှဲလာနေပြီးမျိုးတုံးပြောက်ွယ်လူနီးပါအန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။ဒါကြောင့်ဒီခန့်ညားတဲ့တောဘရင်တွေကိုကာကွယ်စောင့်ရှောက်ဖို့ဟာကျွန်ုပ်တို့အားလုံးရဲ့တာဝန်ပဲဖြစ်ပါတယ်။